ဒါပြန်လဲပြီးတော့မှပို့ဆောင်ပေးလိုက်ရမယ် lucky phone number ပိုင်ရှင်လူချင်းမြများအားလုံးကိုပေါ့နော်ကျမအနေနဲ့မြေတားရက်ခံချင်တာကတော့ကျမကိုပြန်လဲပြီးတော့မှပို့ဆောင်ပေးရမယ်နေရက်လိပ်စာကိုလည်းရက်ကွက်လမ်းမြို့နယ်ပေါ့နော်အဲ့ဒီလိုမျိုးပြည့်စုံလေးမှရေးပြပေးပါလို့မြေတားရက်ခံပါတယ်ရှင်ဘာဖြစ်လို့လဲဆိုတော့ delivery company နဲ့ပြန်ပြီးတော့မှစကားတွေပြောရတဲ့အချိန်မှာမလိုအပ်ဖဲနဲ့အများကြီးပြောနေရတာရောပြီးသွားလို့ရှိရင်ပို့ဆောင်တဲ့နေရာမှာပေါ့နော်တီတီကြကြမှဟိုပြည့်စုံလေးမပါရှိဘူးဆိုလို့ရှိရင်အခက်အခဲလေးတွေအနည်းနဲ့အများရှိတာကြောင့်မလို့ဒီလိုမျိုးလေးမြေတားရက်ခံခြင်းဖြစ်ပါတယ်လို့အရင်ဆုံးအနေနဲ့ပြောချင်ပါတယ်ဒါဆိုလို့ရှိရင်ဒီမှာမန့်ပိုင်ရှင်လေးပေါ့နော်အယောင်းဝယ်အတွက်ကိုတဲ့ဆီယာမကြီးဘယ်နံပါတ်တွေကအသုံးပြုတင်တာလဲလို့မေးလာတဲ့ဗီဒီယိုကိုကျွန်မအရှိမလုပ်တယ်တစ်တော့ကနေပြီးတော့ဘန်းတယ်ပေါ့အဲ့တော့တင်လို့မရဘူးဖြစ်တယ်အဲ့တော့ဒါဒုတိယမြောက်အပုံအနေနဲ့ကျွန်မပြန်ပြီးတော့မှပြောပြချင်တာကအယောင်းဝယ်လုပ်တယ်ဆိုတော့လူတိုင်းကရောင်းချင်းကြောင်းတရားနဲ့မကင်းဘူးဟာလားအဲ့ဒီအတွက်ကြောင့်မလို့ကျမတို့ဒီဘယ်လိုမျိုးကုန်ပစ္စည်းကိုရောင်းကြဝယ်ကြမှာလဲတလားလုံးနေမှာတစ်ခါရတဲ့ပတ်စံနဲ့ကိုယ့်ရဲ့အချိန်တွေကိုမနက်ကနေညအထိမှရောင်းကြတဲ့ဝန်ထမ်းမိသားစုအုပ်စုတွေရှိတယ်ကုန်ပစ္စည်းတွေကိုရောင်းကြတဲ့အယောင်းဝယ်လုပ်ငန်းတွေရှိတယ်ကိုရောင်းတယ်ကိုယ့်ရဲ့ scale တွေကိုရောင်းတယ်ကိုယ့်ရဲ့ခွန်အားတွေကိုရောင်းတယ်ဒီလိုမျိုးရောင်းခြင်းအကြောင်းတရားနဲ့အမျိုးမျိုးသောခေါင်းစဉ်တွေအောက်မှာကျမတို့ကဘယ်လိုနံပါတ်တွေသုံးကြမှာလဲဆိုတာဒီလူတဦးတစ်ယောက်ချင်းစီတိုင်းမှာတူညီတဲ့နံပါတ်တွဲရဲလို့ထွက်လာတာမျိုးမဟုတ်ဘူးရှင်အဲ့တော့ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်အယောင်းဝယ်အတွက်ဆိုရင်14ဆိုတဲ့နံပါတ်41ဆိုတဲ့နံပါတ်အရင်မကောင်းဘူးလားငွေကြေးကိုစီမံခန့်ခွဲတဲ့နေရာကစလို့မလို့ငွေပြန်အမ်းတဲ့အချိန်အစုံအကုန်လုံးမှာစေ့ဆက်တေးကြပြီးတော့အိုမီဂါ3လိုမျိုးပဲအုံနောက်ရဲ့အကြောင်းတရားပံပိုးကူညီမှုအများကြီးမှဘဝမှာအထောက်အပံ့ပေးတဲ့နံပါတ်တွဲနောက်ထပ်ကိုကစားတောက်ကုန်ကိစ္စတွေရောင်းမယ်လုပ်ငန်းဆောင်တာတွေရှိတယ်ဥပမာအနေနဲ့ပြောတာပေါ့ဒါဆိုလို့ရှိရင်ရောကိုကဘယ်လိုမျိုးနံပါတ်3မှာလဲပရိဘောကအယောင်းဝယ်တွေလုပ်တယ်စံအယောင်းဝယ်လုပ်တယ်ထီဖက်နက်အထည်လိပ်လုပ်ငန်းတွေလုပ်တယ်ဒီလိုဆိုရင်244ဆိုတဲ့ကိန်းဂဏန်းနံပါတ်တွေကလည်းဘာရောင်းထွက်စီတာပဲအဲ့ဒါနဲ့ပြီးသွားရောလားမဟုတ်သေးပြန်ဘူးတခြားသူတွေကမှရောင်းမထွက်ဘူးပုတ်ကုန်ဖြစ်နေတဲ့အောင်းထားတဲ့ဟာတွေဆိုရင်233နဲ့သာရောင်းထွက်ကင်ပြီးတော့မှရောင်းကြည့်လိုက်တေချာပေါက်ရောင်းမထွက်ဘူးဆိုတာသူ့ရဲ့လက်ထဲမှာဆိုရင်အမိုက်ထဲကနေရွှေဖြစ်တဲ့နံပါတ်ဖြစ်သွားပြန်ရောအဲ့တော့ကြတော့ဒါကအယောင်းဝယ်အတွက်သုံးပါလားအိမ်တော်ရေးအတွက်သုံးပါလားအနည်းနဲ့အများတော့ side effect တွေကရှိတာပဲအဲ့ဒါကို lucky phone နံပါတ်တစ်လုံးမှာနောက်တစ်လုံးရဲ့ error ကိုထိမ့်မယ်ကိုင်းကျိုးမီကြောကိုင်းမီထိမ့်နဲ့မှာကိုကအသုံးပြုဖို့အတွက်ဒါကျမအရှိရဗီဒီယိုတွေမှာလည်းပြောခဲ့ပူပါတယ် lucky phone နံပါတ်ကိုနှလုံး2လောက်တော့3လုံးလောက်တော့လူချင်းမင်းတို့အနေနဲ့အသုံးပြုဖို့အတွက်ကိုကျမ recommend အကြီးပေးပါတယ်လို့အမြဲတမ်းပြောနေကြစကားအဲ့တော့ဒီနေ့မှလည်းထပ်ပြီးတော့မှထည့်ပြီးပြောချင်တာတော့တလုံးထဲမှာပြည့်စုံတယ်ဆိုတာတကယ်ပဲမရှိပါဘူးအဲ့ဒါရှောက်ပြောနေတာပါလို့အရင်ဆုံးပြောချင်တယ်ဒါဆိုရင်နောက်ထပ်ပေါ့အယောင်းဝယ်အတွက်ဆိုလို့ရှိရင်တကယ်ကိုဆရာကြပါတယ်ဘာရောင်းထွက်ပါတယ်အယောင်းဝယ်မှာကောင်းမွန်ပါတယ်ဆိုတဲ့446ဆိုတဲ့နံပါတ်ကလည်းမေ့ထားလို့မရဘူးနောက်ထပ်649ဆိုတဲ့နံပါတ်ကလည်းမေ့ထားလို့မရဘူးအဲ့ဒါနဲ့ပြီးသွားလားမှုတ်သေးပြန်မှု429ဆိုတဲ့နံပါတ်ကလည်းအကောင့်ဆုံးထဲမှာပါတာပဲအဲ့ဒါကြောင့်လူချင်းမင်းတို့အနေနဲ့ဘယ်ကုန်ပစ္စည်းကိုရောင်းမှာလဲကိုရောင်းမှာလားကိုရောင်းတာဘာကိုပြောတာလဲဆိုတော့ခေါင်းစဉ်အမျိုးအောက်မှာဘလော့ရိုက်တဲ့သူတွေ personal brand သမားတွေ influencer တွေရှိတယ်နောက်ပြီးတော့ကြတော့ coach တွေလည်းရှိသေးတယ်အဲ့တော့အကြောင်းတရားတွေအများကြီးရှိတယ်ကိုရောင်းဖို့အတွက်အောင်မြင်ဖို့ထင်ပေါ်ဖို့ကြော်ကြားဖို့နာမည်ကြီးဖို့ဆိုတာလည်းပါသေးတာအဲ့ဒါပြင်ကိုအယောင်းဝယ်ဆရာမတော့ပြောသွားပြီအယောင်းဝယ်နံပါတ်တွေကတော့ဒီနံပါတ်တွေရန်ကောင်းတယ်ကဲအဲ့ဒါဆိုရင်ငါတို့တွေအသုံးပြုလိုက်မယ်ဟဲ့244441ဒီလိုမျိုးတွေအသုံးပြုလိုက်မယ်ဆိုရင်ဒါဟာလည်းမဖြစ်သေးပြန်ဘူးဒါဆိုရင်ဖျားစု lucky phone နံပါတ်ပဲဖြစ်တာ luxury အဆန်သုံးသော premium ဆန်နဲ့ diamond lucky phone နံပါတ်တွေဖြစ်မလာတော့အဲ့တော့ဘလို့တွေဖြစ်ကုန်လဲဆိုတော့မှန်ကန်တဲ့ lucky phone နံပါတ်တစ်လုံးဖြစ်ဖို့ဆိုတာအရာအားလုံးဒီတသက်မတည်းမရှိဘူးလူချင်းမတို့ရဲ့မွေးနေ့မွေးရက်မွေးသက်ကလေးအိမ်နောက်မရှိရစပြီးတော့မှမွေးဖွားလာတဲ့ယာတီခွင်ဖွားအုပ်စုတွေအစုံကိုကဘာလုပ်ငန်းလုပ်တာလဲဘာရောင်းတာလဲဘာဖြစ်ချင်တာလဲဖြစ်ချင်တဲ့ဆန္ဒနဲ့ lucky phone နံပါတ်နဲ့သွားပြီးတစ်ထပ်သေးကြမယ်ကိုဟာဘလို့လူမျိုးဆိုတော့ဒီနေရာမှာစိတ်နေသဘောထားစပြီးတော့ဗီဇလက္ခဏာတွေဇယိုက်တွေဒီလိုမျိုးစိတ်ဓာတ်အနေထားဘလို့ရှိတယ်ဒါတွေကိုပြည့်စုံသိတော့မှကောင်းမွန်တဲ့ lucky phone နံပါတ်တစ်လုံးကထွက်လာအဲ့တော့အစတည်းကမှအခုတစ်မျိုးတော်ကြတစ်မျိုးရက်သက်တစ်ပတ်မှာ9ရက်ရှိရဆိုလို့ရှိရင်9ရက်လောက်ကစိတ်မမှန်တဲ့သူကိုထပ်ပြီးတော့မှဘာလို့မှအလေးနဲ့မထားဘဲနဲ့အကုန်လုံးကိုလွှတ်ချပြီးပျော်ရွှင်ပဲဘ
ဝမှာတက်တောင့်တက်တာဖြတ်တန်းရတဲ့နံပါတ်တွေပဲအကုန်လုံးတန်းစီပြီးထည့်ပေးလိုက်ရင်လည်းခွက်လာအောင်လို့ကိုအကုန်လုံးဘဝဂျွန်းထိုးမောက်ကုန်တွေဖြစ်ကုန်မှာပေါ့ဥပမာအနေနဲ့ပြောပြအဲ့ဒါအပြင်ကိုအရန်ဟိုမှာအစတည်းမှာကက်စီနဲ့ကော်တရာဖြစ်တယ်ဆိုရင်ရောဟိုပတ်စံကိုတပြားမှမထွက်ဘဲနဲ့အကုန်လုံးတပိတ်ဝင်အိမ်ဝင်အောင်လို့ရုပ်ထွက်မလာတဲ့နံပါတ်တွေပေါ့ဥပမာပြောပြငွေအသုံးအရန်ကျန်းတဲ့သူရောငွေကိုထိန်းနိုင်တဲ့နံပါတ်တွေမထည့်ပေးလို့လည်းမရဘူးအဲ့တော့အကြောင်းတရားတွေအားလုံးတွေလူကြီးမင်းတို့အနေနဲ့တက်တက်မှတ်သေးမရှိဘူးလို့ပြောချင်ပါတယ်အဲ့ဒါအပြင်ကိုကဘာလုပ်ငန်းလုပ်တာလဲဘာအယောင်းဝယ်လုပ်တာလဲကိုရဲ့ပုံပန်းသွင်မြေတရံကယုံကြည်စိတ်ချရမဲ့သူဟုတ်ရဲ့လားစိတ်ဓာတ်အစဉ်တန်းမြင်မာတဲ့သူဟုတ်ရဲ့လားဥပမာပြောပြမယ်ဆိုရင်ငကားຫນွယ်ဝင်နံပါတ်ဘရင်နေအသုံးပြုရမယ်အချိန်ရောက်လာတဲ့လူအုပ်စုတွေတတ်ရှိတယ်အဲ့ဒါပါလဲဆိုတော့ဆရာပေါင်း16000ရဲ့ပေါ့နော်လူပုဂ္ဂိုလ်ပေါင်း16000ရဲ့အစကားအာဘော်တွေအားလုံးကိုခေါင်းထဲမှာထည့်ထားတယ်ထည့်ပြီးတော့ကြတော့ဘယ်လိုဖြစ်ကုန်လဲဆိုတော့ကိုယ့်ရဲ့ခေါင်းကစီပင်သားရအမိုက်ပုံကြီးလိုပဲအကုန်လုံးကလေဆရာများရင်တားတည်ပြီးတော့ဟိုနံပါတ်ကဟိုလိုဖြစ်တာဒီနံပါတ်ကဒီလိုဖြစ်တာ8998ကြီးကတော့မကောင်းဘူး989ကတော့ဆရာမကြီးဖြစ်ပါမလားလို့ပြောတဲ့အဖွဲကတတ်ရှိတာပေါ့အဲ့ဒီတော့လူကြီးမင်းတို့အနေနဲ့ဒါကတော့ငကားຫນွယ်ဝင်နံပါတ်ဘရင်တွေတုံးရမယ့်အချိန်ရောက်လာတဲ့သူတွေတော့ကျမကအလန်းပေးလေးရှိတယ်ဒါကတော့ကျမရဲ့ပေါ့နော် VIP customer တွေဖြစ်တယ် luxury အစံဆုံးနံပါတ်တွေနဲ့ diamond ကတ်တွေကိုအသုံးပြုတဲ့သူတွေပဲဒါထပ်ပြီးတော့မှဒါပြောကြားခြင်းဖြစ်ပါတယ်ဒါကိုလည်းပေါ့နော်လူကြီးမင်းတို့အနေနဲ့သုံးတင်လားမသုံးတင်ဘူးလားဆိုတာကိုလည်းဝန်ဆောင်မှုအနေနဲ့ရယူပိုင်ဆိုင်ခြင်းနဲ့ဆိုရင်လည်း Viber မှာအသေးစိတ်မှဆွေးနွေးဖို့အတွက်ခေါင်းစဉ်ပေါင်းများစွာလမ်းကြောင်းပေါင်းများစွာနဲ့ဝန်ဆောင်မှုတွေကိုအမျိုးမျိုးယူလို့ရပါတယ်ဒါက Viber နံပါတ်669လေးတွေ489မှာအသေးစိတ်စုံစမ်းမေးမြန်းပြီးတော့မှတိုင်ပင်ဆွေးနွေးလို့ရတယ်ကျမစေတနာပါနဲ့စိတ်စွမ်းအားကြီးနဲ့အယူသွတ်ဆုံးပြန်လဲပြီးဒေါင်းစိအောင်ပြောနိုင်တဲ့သူတယောက်ပါဒီအတွက်ကြောင့်မလို့ Viber ကိုလည်းအသေးစိတ်မှလာရောက်ပြီးတော့မှဆွေးနွေးလို့ရပါတယ်ရှင်ဒါကတက်တလိုင်းသွားတယ်အဲ့တော့ခုနအကြောင်းကိုဆက်ပြောမယ်အင်အားကြီးတယ်ကိုယ့်ရဲ့စိတ်ဓာတ်ကလည်းစိတ်ဓာတ်အစဉ်အတန်းမြင်မာတယ်ဒီလိုမျိုးဖြစ်နေရမှာအဲ့တော့အဲ့ဒီလိုမျိုးနံပါတ်တွေထည့်ပြီးတော့မှသုံးရမယ်အယောင်းဝယ်နံပါတ်တွေကြီးပဲအကုန်လုံးတွဲထားပြီးတော့ရောင်းလို့ဝယ်လို့ကောင်းသွားတာမျိုးမဟုတ်ဘူးဘယ်မှာလဲစမ်းအားကောင်းတဲ့နံပါတ်ဘယ်မှာလဲလူချစ်လူခင်ပေါ်မဲ့နံပါတ်အယောင်းဝယ်ကောင်းတယ်ဆိုကောင်းတယ်ဆိုဒါပြီးရောဆိုဒီလိုမျိုးဖြစ်လာတာမဟုတ်ဘူးအဲ့ဒါအပြင်ကိုပေါ့နော်ခုနပြောသလိုအင်အားကြီးရင်အင်အားကြီးရမယ့်နံပါတ်အယောင်းဝယ်ထဲမှာတထေးဖြစ်စေရမယ့်နံပါတ် unlimited income ကိုဒီအယောင်းဝယ်ဒီလုပ်ငန်းလောက်ကင်နေတဲ့စီရရင်ပြီးတော့ရရှိရမယ့်နံပါတ်တွေဒီလိုမျိုးအကြောင်းတရားတွေအများကြီးမှရှိတဲ့အတွက်ကြောင့်လူကြီးမင်းတို့အနေနဲ့ပေါ့နော်အယောင်းဝယ်နံပါတ်ဆိုရင်ဒါပါရင်ပြီးရောဆိုပြီး lucky ဖုန်းနံပါတ်ပညာသည်အဲ့ဒီလောက်ထိမှလွယ်ကူမနေဘူးဆိုတာကိုအများနဲ့သိရအောင်လို့မျှဝေလိုက်ပါတယ်ရှင်။ရာဟုနဲ့တကွာခုနှစ်သားသမီးတွေအားလုံး24နာရီနဲ့ခုနှစ်ပတ်လုံးအသက်ရှူတိုင်းငွေဝင်ကြပါစီနော်။ကံကောင်းခြင်းဖုန်းနံပါတ်တွေအားလုံးရဲ့အဆင်ပြေတော့ပါ။